အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တန်နိုင်ငံလုံးကြီးညိုတဲ့ပါမောက်ကကျုပ်ဆရာတော်ကြီးရဲ့အထုပ်ပရိကြောင့်လေးကိုမျှဝေပေးခြင်းပါတယ်အားလုံးကြီးညိုတရားပွားနိုင်အောင်လုပ်ပါဆရာတော်ကြီးကိုမန္တလေးတိုင်းစင်ကူးမြို့ညောင်မင်းသာကျေးရွာမှာ1939မတ်လ22ရက်နေ့မှာမွေးဖွားပါတယ်ခမဲတော်ကဦးတန်လာနောင်အခါမှာဥကုဏတရမဲတော်ကဒေါခင်နောင်အခါမှာဆရာလေးဝန်တက်ကီပေါ့နော်မိုးချင်းဆက်ရောက်မှာ9ရောက်မြောက်တာဖြစ်ပါတယ်တာယတနာဖြစ်ပါတယ်ငယ်နေမြကတော့မောင်ထွန်းတင်ဖြစ်ပါတယ်နော်အသက်9နှစ်အရွယ်ကစားပြီးတော့ညောင်မင်းသားကျွာတောင်ဘက်ပေါ်တော်မူကျောင်းတိုက်ဘုံကြီးဦးကောတရထံမှာစာပေတင်တယ်အသက်10နှစ်အရွယ်မှာသံဃင်းဆရာတော်ကြီးနော်မမြောက်သံဃင်းဆရာတော်ကြီးထံမှာဥပဒေယူပြီးတော့တာမဏေပြုပါတယ်အသက်13နှစ်မှာအဘိဓမ္မာစာမေးပွဲ3ဆင့်အောင်ပါတယ်နော်အသက်14မှာပထမငယ်နဲ့ပထမလက်15မှာပထမကြီးနော်16မှာသာသနာ့ဓမ္မသဗျာကိုဂုဏ်နုနှစ်ကျမ်းနဲ့အောင်ပါတယ်နော်ပြီးတော့တာမဏေကျော်3ဆင့်တုံးအောင်ပြီးတော့တာမဏေရဘွက်ကိုရခဲ့ပါတယ်ရဟန်းခန္ဓာရက်ကတော့1959မေလ22ရက်နေ့မှာနော်သာသနာမင်းသမီးကျောင်းတိုက်မှာဧပြီ22ရက်မှာသာသနာမင်းသမီးတိမ်တော်မှာရဟန်းခံပါတယ်ရဟန်းလေးဝါမှာတေတိကျင်္ဂနာဓမ္မတရိယဘွဲကို၎င်းရဟန်း6ဝါမှာရဟန်းခက်ခဲပါတယ်ဆိုတဲ့တကြတိဟာဓမ္မတရိယဘွဲကို၎င်းရခဲ့ပါတယ်အဲ့ဒီမှာဆရာတော်ကြီးကအဲ့ဒီမှာဝတ္တန္တကဘွဲရမယ့်ဟာကိုအမှတ်3မှတ်နဲ့လိုပြီးတော့ပြုတ်ခဲ့တာဖြစ်ပါတယ်နော်နောက်ပိုင်းအဲ့ဒီနှစ်မှာပဲအဲ့ဒီနှစ်နောက်ပိုင်းမှာပဲကဘာကြီးတိပိဋကပါဠိအဘိဓမ္မာကျမ်းပြုအဖွဲ့ဝင်တစ်ပါးဖြစ်ပြီးတော့အားလက်ချိန်မှာအနားယူတဲ့ချိန်မှာချမ်းမြေ့ဆရာတော်ကြီးစီမှာအရှင်သနကဘိဝန္တာထံမှာမာဂရအင်္ဂလိပ်စာကိုသင်ကြားပါတယ်နော်နောက်ပိုင်းမှာနိုင်ငံတကာကဘာအလှည့်ပြီးတော့အဘိဓမ္မာသင်တန်းတွေပို့ချတယ်စာပေတွေရေးသားတယ်ကိုမာလာကလောင်မြင့်စာပေရေးသားတယ်စာပေတွေပြုစုတယ်ပေါ့နော်ဆရာတော်ကြီးပြုစုတဲ့တောက်တွေအများကြီးရှိပါတယ်1950မှာတိပိလင်္ကာနိုင်ငံကေဇနီတက္ကသိုလ်မှာမဟာဘွဲ့အမ်ဘီဘဲကိုရခဲ့ပါတယ်စာတန်းကတော့ဗုဒ္ဓဝါဒနဲ့တက်တလို့ဝါဒဆိုပြီးတော့ဖះဟောတဲ့အတားကြီးစိတ်မျိုးကိုအကြောင်းပြုပြီးတော့စာတန်းပြုစုပါတယ်အဲ့ဒီဘွဲ့စာတန်းနဲ့ပဲအမ်ဘီဘွဲ့ရပါတယ်နော်နောက်အဲ့နောက်ပိုင်းလည်းအမေရိကန်ဂျပန်ဂျာမနီလှည့်ပြီးတဲ့အဘိဓမ္မာတွေကိုပို့ချပါတယ်1350ခုမှာအဂမဟာကဏ္ဍဝါစီကအဂမဟာကန္ဓဝါဒကပဏိတဘွဲရပါတယ်နော်1960မှာအေဘမောခ1960မှာအဂမဟာပဏိတဘွဲ1364မှာမဂရတက္ကသိုလ်ကနေပြီးတော့ပေးဒီဘွဲရပါတယ်နော်2005ကနေပြီးတော့2019ထိအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဤဒုတိယပါမောက္ခချုပ်ဘွဲတောင်းဝန်ထမ်းဆောင်ပါတယ်2020မှာပညာဘူမိတက္ကသိုလ်ကိုစတင်တည်ထောင်အုံမြချပြီး2022မှာစတင်ကတက္ကသိုလ်တပါပတိဖြစ်လေတောင်းယူပါတယ်ပြီးတော့ဆရာတော်ကြီးကတီတကူကမ္ဘာဗုဒ္ဓတက္ကသိုလ်ရဲ့လည်းပါမောက္ခချုပ်ဖြစ်တော်မူပါတယ်နော်1380မှာတပည့်လက်ပြမှာရွှေကျင်သာသနာရဲ့ဥပဥက္ကဋ္ဌမဟာနာယကဖြစ်ပါတယ်ပြီးလို့ချင်းကာရရေးကုဏဝန္ဒနာကာရတရားနဲ့ကနုထဝန္ဒနာကာရတရားတို့မှာထင်ရှားတယ်တဲ့ဆရာတော်ကြီးပြုစုခဲ့တဲ့ကာရ1000ကာရတရားပေါ့ဦးဇင်းတော်မှာဆရာတော်ကြီးရဲ့တရားနဲ့ဆရာတော်ရဲ့သာပေတွေဖတ်ရှုပြီးတော့သာသနာပေါင်းကိုဝင်ခဲ့တာဖြစ်ပါတယ်နော်ဦးဇင်းပေါ်လည်းကျေးဇူးကြီးမားတယ်အခုကိလူတွေပေါ်လည်းကျေးဇူးကြီးမားပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရားစာပေတွေကိုလူပိန်းသားလဲအောင်မြန်မာလူရှင်းပြရေးတဲ့နေရာမှာကျွမ်းကျင်တော်မူပါတယ်။အဲဒါကြောင့်ဦးဇင်းဗုဒ္ဓဘာသာဝင်တွေမှာတန်ဖိုးမဖြစ်နိုင်တဲ့ဆရာတော်ကြီးဖြစ်ပါတယ်။